ဗတိကစံကျင်မဲ့ကုသိုလ်ရဲ့စံကျင်ဘက်ကအကုသိုလ်အကုသိုလ်စံကျင်မဲ့ကုသိုလ်အဒေါသမေတ္တာရဲ့စံကျင်ဘက်ကဒေါသဟုတ်လားမေတ္တာရဲ့စံကျင်ဘက်ကဘယ်သူတော့ဒေါသဒေါသရဲ့စံကျင်ဘက်ကမေတ္တာနားလည်ပြီနော်မေတ္တာစွမ်းအားလေးမရှိတော့ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်လဲဒေါသတွေလွန်မိုးတယ်ဒေါသလွန်မိုးနေပြီဆိုလောကကြီးမေတ္တာခေါင်းပါနေပြီဆိုရင်မိုးခေါင်ရေးရှားဖြစ်တတ်တယ်မေတ္တာတရားမရှိလို့ဒါကြောင့်မလို့မေတ္တာကမ္မထံဒီများများစီပြန်ပြီးနားလည်ပြီနော်ရာသီဥတုတွေဆိုးဝါးနေတယ်မိုးခေါင်ရေးရာတချို့နေရာမှာမိုးခေါင်ရေးရှားနေတယ်အဲ့ဒါတွေကတူပေါ်တူမေတ္တာခေါင်းပါနေကြလို့မေတ္တာလွန်မိုးမှုမရှိမေတ္တာလွန်မိုးမှုရှိတူပေါ်တူခိုင်းရန်ဒေါသဖြစ်ကြတဲ့ယံသူကြီးကပယံသူကြီးကပဲမှတ်နေကြလူသားချင်းမေတ္တာတရားမထားနိုင်ကြဘူးဟုတ်တယ်လားအဲ့ဒါလို့စိတ်ရိုင်းလေးတွေမွေးဖွားလာပြီဆိုရင်တယောက်နဲ့တယောက်လည်းကောင်းသောမျက်စိမကြည့်နိုင်တော့ဘူးကောင်းသောအာယုံမထားနိုင်ဘူးဆိုရင်လောကကြီးမေတ္တာခေါင်းပါရင်လူတွေမေတ္တာခေါင်းပါရင်နတ်တွေလည်းမေတ္တာခေါင်းပါကုန်နေတဲ့ဟုတ်တယ်လားနတ်တွေကမေတ္တာခေါင်းပါရင်အသူရိကြီးကလည်းမေတ္တာခေါင်းပါတယ်အသူရိကြီးကမိုးရွာမပေးဘူးတဲ့နားလဲတယ်နော်အရာရာတိုင်းမှာတရားဓမ္မတို့ရဲ့မေတ္တာကိုဘာလို့ထားပေးရမေတ္တာကမ္မထံကိုစီဖြံနားလဲပြီနော်နောက်စီဖြံရမယ်မေတ္တာကမ္မထံစီဖြံမေတ္တာလေးပို့တတော်ကျမ်းမှာချမ်းသာတွေ့တဲ့ပို့ကျမ်းမှာပါသည်ချမ်းသာပါသည်ကျမ်းမှာကြပါချမ်းသာကြပါသည်တရားမပြအမြတ်ဒီပါပြေးဝေပြီးချစ်ချင်းမထားနဲ့ခါရမေတ္တာလေးပို့လိုက်ရသည်ငါဒီလည်းကျမ်းမှာချမ်းသာပါသည်ငါနဲ့နှိစက်တဲ့ပုဂ္ဂိုလ်အောင်ကျမ်းမှာချမ်းသာကြပါသည်ဒီကြောင့်လည်းမရှိတဲ့ပုဂ္ဂိုလ်တွေကျမ်းမှာချမ်းသာကြပါသည်ရက်ွက်တွင်မြို့နယ်အတွင်းတိုင်းအတွင်းပြည်နယ်အတွင်းနိုင်ငံအတွင်းကမ္ဘာအတွင်းမှာရှိတဲ့လူတွေအားလုံးကျမ်းမှာချမ်းသာကြပါသည်နဲ့ဒီကျမ်းမှာချမ်းသာကြပါသည်အရှိန်နောက်တော့မှအရာ၄မျက်နှာအရာ၈မျက်နှာအရာ၁၀မျက်နှာကိုတခုထောက်ပြီးကျမ်းမှာကြပါသည်ချမ်းသာကြလူနဲ့ပြမတတ်တော်ကျမ်းမှာချမ်းသာကြပါသည်ငရဲသူငရဲသားသည်ငရဲတိစ္ဆာပိသအပေလေးဘုံသားတို့သည်ဆင်းရဲဒုက္ခပေါင်းလွတ်ကင်းကြပါသည်ဆင်းရဲဒုက္ခပေါင်းလွတ်ကင်းကြပါသည်အဲဒါလေးပို့ပြီးမှသွားလို့ဟာသွားရတယ်ယောဂီတို့ရဲ့ဟုတ်ကဲ့လားအဲ့ဒါတော့မေတ္တာကမ္မထံစီးဖြန်းမှုဝိပဿနာဉာဏ်ရဲ့နောက်ွယ်မှာမေတ္တာကမ္မထံဒီအကောင်းဆုံးလက်နဲ့အမြတ်ဆုံးကျင့်စဉ်ကတော့ဝိပဿနာဒုတိယကျင့်စဉ်ကမေတ္တာကမ္မထံဟုတ်တယ်လားမေတ္တာကမ္မထံစီးဖြန်းမှုများတဲ့ပုဂ္ဂိုလ်ဒီစိတ်ချမ်းသာမှုများတဲ့အန္တကင်းတယ်အဲ့ဒီမေတ္တာကမ္မထံကိုရှင်းပြပြီးတော့ဝိပဿနာဉာဏ်ကလေးဒီအမြဲတမ်းနှောမိုးပေးရဘဝရဲ့တန်ဖိုးလေးဒီအဲ့ဒီအသိဉာဏ်လေးဒီနော်အလောဘအဒေါသလေးဒီအလောဘအဒေါသအမောဟသောကုသိုလ်ဟိတ်သုံးပါကုသိုလ်ဟိတ်သုံးပါအကုသိုလ်ဟိတ်သုံးပါဟိတုပစ္စယောဆိုတဲ့နေရာမှာလောဘဒေါသမောဟဆိုတာဟိတ်အလောဘအဒေါသအမောဟဆိုဟိတ်လောဘဒေါသမောဟဆိုအကုသိုလ်ဟိတ်အလောဘအဒေါသအမောဟဆိုတာကုသိုလ်ဟိတ်အလောဘဆိုတာပိကံစွန့်ကြဲတာအဒေါသဆိုတာသီလတရားတွေမကျွမပေါက်မပြောင်းအောင်စောင့်ရှောက်ပြီးတတ္တဝါဒီပုံမှာရင်ဝယ်တက်ကဲ့သို့ကြောသားရင်သားမခွဲခြားဘဲနဲ့စောင့်ရှောက်တဲ့သဘောဟုတ်တယ်လားဘယ်လူမျိုးဘယ်ပုဂ္ဂိုလ်ရဲ့မှဒေါသအာဃာတမထားပါဘဲနဲ့မေတ္တာထားနိုင်ရင်အဲ့ဒီပုဂ္ဂိုလ်ဟာမေတ္တာသာကတိနာစေတ္တသဗ္ဗဘာနာပုရိသဖြစ်နေတယ်ဘယ်ပုဂ္ဂိုလ်မှမူတည်ခြင်းမရှိဘယ်ပုဂ္ဂိုလ်မှချစ်ခင်ခြင်းဘယ်ပုဂ္ဂိုလ်ကဘယ်ပုဂ္ဂိုလ်ဒုက္ခပဲဘယ်ပုဂ္ဂိုလ်ဒုက္ခမရောက်ပါစေနဲ့အဲ့ဒါတော့မေတ္တာတစ်ချမ်းပဲမဟုတ်ဘဲနဲ့တစ်ထက်ချင်းမေတ္တာဒီအာရုံတော်လောကတတ္တဝါဒီမိတိပုဂ္ဂိုလ်ကိုမှအာယုံမယူပါဘဲနဲ့မေတ္တာလွှမ်းမိုးတဲ့စိတ်အဲ့ဒီမေတ္တာတရားတွေရှိနေတဲ့စိတ်ဟာတခါတည်းကိုကအိမ်ပြန်မယ်ဆိုတော့မှလမ်းမှာကျောင်းတဲကထွက်လေကျောင်းတဲမေတ္တာဖို့ကျောင်းတဲထွက်လေအပြင်ရောက်တဲ့အပြင်မှာကြီးတရားဝါဒီကျမ်းမှာချမ်းသာကြပါလမ်းမှာသွားတဲ့ပုဂ္ဂိုလ်လက်ဝဲလေးရရှိတဲ့လူတွေနဲ့တည်းပြောင်းတယ်အလိုကျမ်းမှာချမ်းသာကြပါသည်လမ်းတစ်ချောင်းလုံးမှာပြီးတော့လက်ခွေးနဲ့ပြတော့လက်ကိုယ်ဆောင်တဲ့ပေါ့လေကျမ်းမှာချမ်းသာကြပါသည်တစ်ပင်တောတောင်ကြီးမြေတောဆောင်တဲ့တောင်းတာဘုံဘုံတို့ကိုယ်ဆိုကျမ်းမှာချမ်းသာကြကျမ်းမှာချမ်းသာကြပါသည်ချောင်းကိုတွေ့လိုက်ပါချောင်းဆောင်တဲ့ပေါ့လေကျမ်းမှာချမ်းသာမြက်ကိုကြည့်တဲ့မြက်ဆောင်တဲ့ပေါ့လေကျမ်းမှာချမ်းသာကြပါသည်မေတ္တာကမ္မထံစီးပြန်တခါတည်းလေလေးစီးပြန်တော့လေဘော်တက်ကနေပြီးတော့မေတ္တာကမ္မထစီးပြန်တော့လောကမှာလူတွေလူနဲ့ပတ်တတော်ကျမ်းမှာချမ်းသာကြပါသည်
အဲ့ဒီမျိုးကမြင်ဖြတ်သန်းပြီဆိုရင်ရန်ကုန်မျိုးကဖြတ်သန်းလို့ရန်ကုန်မျိုးတို့မျိုးသားတွေကျမ်းမာချမ်းသာကြပါသည်ရန်ကုန်မျိုးရှိတဲ့လူအပေါင်းတွေကျမ်းမာချမ်းသာကြနတ်အပေါင်းတွေကျမ်းမာချမ်းသာကြပါသည်ဟောတလောကလုံးမှာရှိတဲ့လူနဲ့ပြမတတ်တော်တွေကျမ်းမာချမ်းသာကြပါသည်မြတ်ဒါလေးပို့မေတ္တာကမစီပြန်ပြီးခန္ဓာကိုယ်ကဲခက်ပြီးကြောင်းရစာကြည့်နေမယ်ဆိုရင်ဟာစိတ်တွေမချမ်းသာနေဘူးလားဒါမေတ္တာ meditation လို့ခေါ်တဲ့မေတ္တာကမ္မထံကမ္မထံလေအဲ့ဒီမေတ္တာကမ္မထံဟာလက်နဲ့တခုနော်အဲ့ဒီမေတ္တာကမ္မထံရှိတဲ့ပုဂ္ဂိုလ်တွေဘယ်သွားဘယ်လာကိုမှယံသူမရှိဘူးဗျာဘာမရှိဘူးအကုန်မိတ်ဆွေတွေကြီးပဲဟန်လည်းပြီနော်ကိုယ့်ရဲ့မေတ္တာစိတ်ကရောင်မြန်ဟတ်တယ်နော်စေတနာဆိုတာဟာစေတနာရှိတဲ့ပုဂ္ဂိုလ်မေတ္တာစေနာရှိတဲ့ပုဂ္ဂိုလ်ကိုအဲ့ဒီမေတ္တာစေနာတတ္တိကအကျိုးပေးနေတာဟန်လည်းပြီနော်အဲ့တော့အရာတိုင်းမှာတရားဓမ္မတို့ရဲ့စိတ်ထားတတ်ရင်မြတ်တယ်ပေါ့ဗျာဘာထားတတ်ရင်စိတ်ထားမတတ်မမြင့်မြတ်ဘဝနဲ့နာတတ်စိတ်ထားမတတ်ဘူးဆိုရင်မမြင့်မြတ်ဘူးဘဝနဲ့နာတတ်နားလည်ပြီနော်စိတ်ထားတတ်မှမြင့်မြတ်ရဘဝအကျိုးများစိတ်ကောင်းစေနာကောင်းထားတဲ့ပုဂ္ဂိုလ်ဒီအဲ့ဒီစိတ်ကောင်းစေနာကိုရှိခံပြီးဒါနကုသိုလ်တွေပွားများတတ်တယ်သီလကုသိုလ်ကောင်းမှုတွေစောင့်ရှောက်တတ်တယ်ဝိပဿနာကမ္မဋ္ဌာန်းဘာဝနာတရားတွေကိုကျင့်ကြံပွားများအားထုတ်ဖို့တက်လာတယ်စိတ်နဲ့စိတ်ထားလေးတွေရင့်ကျက်လာလောဘမလွန်ကဲတော့ဘူးဘာတကူအလိုရင်မဲ့မကြည့်တော့ဘူး